ကျွန်တော်တို့ဘာကြောင့်အိပ်ဆက်ကြတာလဲလူတယောက်ဟာသူ့ရဲ့တက်တန်တဝက်နီးပါးကိုအိပ်ဆက်ခြင်းနဲ့ဂုံဆုံးစေတယ်ဆိုတာသင်သိပါသလားအိပ်နေတဲ့အချိန်မှာခန္ဓာကိုယ်အနားယူနေတာလို့ထင်ရပေမဲ့တကယ်တော့ဦးနောက်ထဲမှာအလုပ်တွေအများကြီးလုံးနေတာပါဒီနေ့မှာတော့အိပ်ဆက်ခြင်းနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာဗဟုသုတတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နှစ်ဒီကအကြောင်းအရာကတော့ဦးနောက်ကိုတန်ရှင်းရေးလုပ်ခြင်းကျွန်တော်တို့နိုးနေတဲ့အချိန်မှာဦးနောက်ထဲမှာအစိတ်တောက်ရှောင်းနေခြင်းတွေစုပုံလာတတ်ပါတယ်အိပ်ပျော်နေတဲ့အချိန်ကြာမှသာ APCC နဲ့ချင်းလို့ခေါ်တဲ့စနစ်ကနေဒီအစိတ်တွေကိုစေးကြောတန့်စင်ပေးတာပါဒါကြောင့်အေးရေးပြည့်ရင်ခေါင်းနောက်တာစဉ်းစားလို့မရတာတွေဖြစ်လာရတာပါမတ်ချန်တွေကိုတင်းစေခြင်းဒီနေ့တာတင်ယူခဲ့မြဘဟုတုတွေအတွေ့အကြုံတွေကိုဦးနောက်ကတင်းစေရမယ့်အရာနဲ့ဖြတ်ပြရမယ့်အရာဆိုပြီးအိမ်နေချိန်မှာခွဲခြားပါတယ်အေးရေးဝအိမ်မသာမတ်ချန်တွေရေရှိမတ်ချန် Rahation Newton အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်အိမ်မက်တွေရဲ့အခန်းကဏ္ဍကျွန်တော်တို့ဟာတညကိုပြင်းပြအားဖြင့်3ချိန်ကနေ5ချိန်ထိအိမ်မက်ကြပါတယ်အိမ်မက်တွေဟာကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုပြန်လည်ညှိယူပေး inventation တဲ့လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်3အကြံပြုချက်ကျမ်းမာတဲ့အိပ်ဆက်ခြင်းအတွက်တည်ထားတဲ့အချက်3ချက်ကတော့အချိန်မှန်ပါစေနေတိုင်းအချိန်မှန်အိပ်ရဝင်အချိန်မှန်ထောက်ဟာနှစ်ဖုံးနဲ့ဝေးနေပါအိတ်ခါနီဖုံးကြည့်ခြင်းကအိပ်ဆက်ခြင်းကိုချစ်စေတဲ့ဟော်မုန်းထွက်ရှိမှုကိုနှောင့်ယှက်ပေးပါတယ်3ပတ်ဝန်းကျင်ကိုအေးမြဟာစေအခန်းဖူးခြင်းအနေငယ်အေးနေတာပိုပြီးနှစ်ချိုက်အိပ်ပျော်စေပါတယ်လေအိပ်ဆက်ခြင်းဟာအချိန်ဖြုံးတာမဟုတ်ပဲနောက်တနေ့အတွက်တင်ခန္ဓာကိုယ်အားပြန်သွင်းတာ resting clean ကိုလောက်တာဖြစ်ပါတယ်ဒီနေ့ကစားပြီးအေးရိုးအိပ်ဆက်ဖို့မေ့ပါနဲ့တော့အခုလိုဘဟုတုတွေအမြဲတည်ရဖို့ကျွန်တော်တို့ရဲ့ favorite ကိုနဲ့ချက်တည်းလှုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကောင်းမွန်စွာအိပ်ဆက်နိုင်ကြပါစေ